23ရက်တလ2026ညနေပိုင်းနေ့တိုင်းပေးမယ်ပေါ့နော်နေ့တိုင်းကနန်းပေးမယ်ပေါ့အထီးကြီးရတော့ဟိုပါပေါ့နော်အထီးကြီးက9-3ညအဲ့9-3ညအထီးကြီးကသူကအပိတ်နဲ့ထားထိုးပါမယ်ထိတ်နဲ့မလာဘူးထိတ်ကူတော့ပါထိုးကြည့်တော့ပဲရန်ထိုးကြပါဗျာ9-3ညအပိတ်နဲ့ထိုးပါမယ်ကျွန်တော်လုံးမိုင်ရွေးကောက်လေးတွေပြီးမယ်အဲ့ဒါလေးကတော့နည်းနည်းအမျိုးတို့ကနန်းလေးတော့များတယ်ဗျဘယ်နှကွက်လောက်ရှိမလဲဆိုတော့9-3ညကိုကျွန်တော်ကီတလုံးကနန်း6ကွက်စီရွေးထားဆို18ကွက်လောက်ရှိမှာဒီမနိုင်တဲ့မိတ်ဆွေတွေကကြတော့ကျွန်တော် main ကွက်ဆို main ကွက်လို့ကျွန်တော်ရွေးပေးလိုက်မယ်เนาะလုံးမိုင်လေးတွေရွေးထုတ်ပေးမယ် main ကွက်ဆို main ကွက်လို့ရေးပေးမယ်ရန်ကွက်ကရန်ကွက်လို့ရေးပေးမယ်ငွေမနိုင်တဲ့မိတ်ဆွေတွေကတော့ main ကွက်ထိုးကြပါเนาะငွေနိုင်တဲ့လူကတော့ရန်ကွက်လေးကိုတော့ထိုးချေးကာလေးတော့ထည့်ပြီးထိုးပေါ့ဗျာเนาะအဲ9-3ညအပိတ်နဲ့ထားထိုးရမှာထိတ်ကိုမထိုးခြင်းလဲရတယ်ဒါနဲ့နှလုံးဒီလိုဒီမှာတော့မပြန်အိမ်ပြန်မရဘူးဆိုရဲစကားပုံလို့ပေါ့ဗျာကျွန်တော်တော့မပြန်လို့တခါခံခဲ့ရပြီးအပိုင်ဆိုပြီးတော့19တော့ကြာတော့ကြာပါပြီပြီးခဲ့တဲ့တော့တပေါက်ထက်2000ခွဲဖို့ရိုက်ထိုးရထွက်လာတော့68ဆိုထွက်လာထမင်းကိုမစားနိုင်ဘူးရှင်နေခံအဲ့အကြောင်းမလို့ကြိုက်မကြိုက်ကျွန်တော်ကတော့ထိုးချေးကလောက်တော့ကျွန်တော်တော့အာပြီးတော့ထိုးမှာပဲဗျာ9-3ညအပိတ်ကိုတော့ main တင်ထိုးမှာပေါ့နော်ကဲအဲ့ဆိုမျိုးတို့ဒါပဲเนาะညနေလဲဆက်ပေါက်ကြမှာပါပေါက်လဲပေါက်ပြီ